DCCDI ဆိုရင်ဟိုမှ DCCDI ဆိုရင်တော့ဘက်တလီအားမှတူလူတယ်ဆိုတော့ DC ကတော့မှတ်ထားလိုက်ဘက်တလီအားနော် AC ကတော့ဆက်အားလုံးမှတ်ထားလိုက်အဲ့ဒီမီးနဲ့ပြောဟိုမှ DCCDI ဘက်တလီအားဆိုရင်တော့ဘက်တလီလိုတယ်မလားဘက်တလီလိုတယ်ဘက်တလီကတော့သူအားဖို့ကတော့ဘက်တလီဆက်လို့ဖို့အတွက် DC အားကပထမဆုံးစတင်ထောက်ပံ့ပေးရတယ်ပထမဆုံးထောက်ပံ့ပေးရမှာပေါ့ဆက်လို့ဖို့အတွက်နော်နံပါတ်2ကတော့ CDI စီးရမှာပေါ့ခုန CDI ပဲဆိုတော့ CDI အလောတာတစ်ချက်ပဲလေဆက်လို့ဖို့တစ်ချက်ပဲ CDI ကမီပလာထွက်တော့အတိုင်းအတာအစကိုထည့်ပေးရမယ်နော်ဒီတော့မီပလာကွန်ကအဓိကမီအားပို့အားထောင်ပေါ်များစွာသူမိပေးရမယ်သူပေးရမယ်အနေကတွေအများဖြည့်ဖို့ပလာကွန်ကနှစ်ချက်စီးရမယ်ကျွန်တော်ပြောတယ်ဟိုအရင်တော့ကျွန်တော်တို့ပြင်တာတယ်ဒါပေမဲ့ဘယ်လိုစီးရတယ်လည်းမသိဘူးပြင်တာတယ်ပလာကွန်မီမလိုင်းရောဟိုကျွန်တော်တို့ပလာအရင်လဲမရရင်တော့ဟို CDI မှာအရင်လဲကြည့်ဟိုတခုပြီးတခုလဲကြည့်ကိုပစ္စည်းစီတော့ကောင်းတာပေါ့တခါတလေကိုပစ္စည်းမရှိဘူးတခုပဲတော့ဝယ်ရမယ်ဘယ်ဟာပြည့်မလဲကိုစီမတိုင်တော့အကောင်လုံးဝယ်ရမယ်လေကိုစီလို့တိုင်တော့တခုပဲဝယ်ရပြီဟိုမှာပလတ်ကွန်ရနဲ့ချက်စီရမယ်လေအနေကနေအများမီကလည်း CDI ကနေဒီမှာ CDI ကနေသူပလတ်ကွန်မှာပေးလာမီပေးလာပြီဒါပေမဲ့မီကနဲတယ်မီနဲမှာပေါ့ဘက်တလီအားဟိုမှာဆက်အားဆိုရင်တော့တရားကြောအဲ့လောက်ပဲရှိတယ်ဘက်တလီအားဆိုရင်တော့စနဖို့အဲ့လောက်ပဲရှိမယ်လောက်ပဲဆိုရင်တော့ဆက်အားနေတာပေါ့အနေကလည်းအများလောက်ဖို့ပလတ်ကွန်မှာမီကြီးပဲတွေ့လားစနူတဲ့ကတက်အပေါင်တော့အော်တယ်ပလတ်ထုတ်တဲ့ကလည်းအဲ့ဒီကိုလိုက်တော့အိုးဒီမှာတောက်နေတယ်လိုက်တာအဲ့ဒီမီအားကြီးတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီမီပလတ်ကွန်အနေကလည်းအများပြောင်းလောက်ဖို့သူ့တာကိုလေအားကြောင့်နှစ်ချက်စီရမယ်တခါတလေဆိုတော့အနေကတော့ကောင်းတယ်အများသူအားမပြည့်ဘူးတော့တခါတလေကတော့အများသူအားပြည့်တယ်အနေကသူအားမနိုင်ဘူးအဲ့ဒါလည်းပြည့်တာလည်းရှိတယ်နော်သူဆောင်ကတော့တွေ့လာအဲ့ဒီပလတ်ကွန်ရသူဆောင်လောက်ထားတာတခုဒီမှာဒီမှာအဲ့ဒီကြာကသူတို့ဆောင်ကသူများဆောင်လည်းမတူဘူးနော်ဘာဖြစ်လဲဆိုတော့သူဆောင်ကတော့အဲ့ဒီကတော့ထွင်ပိုက်ဆိုတော့နည်းနည်းတော့ကွာချမှုရှိတယ်ရိုပိုက်တွေကတော့သူပပလေးဆက်ပြီးသူလောက်ထားပေးမယ်ဘာဖြစ်လဲဆိုရင်တော့တခါတည်းပဲသူမီကတော့ချွတ်ခလောက်ဘယ်လိုပြောလဲချွတ်ခလောက်ရဲ့ရှယ်တော့တယ်ခဏပဲသူပြောတယ်ခဏပဲအချက်တိုင်းသူပြောတာမဟုတ်ဘူးလေဆက်ပိတ်လိုက်တဲ့အခါကျရင်တော့သူပြေသွားဖို့နော်ခဏပဲတော့တယ်ဆိုတော့သူဆောင်ကတော့ပလေးဆက်ပြီးထားပြီးသူလောက်ခိုင်းတယ်အဲ့လိုမျိုးအဲ့ဒီ plug ကွယ်အဲ့ဒီ CDI အလောပေါ့လောနီနော်အဲ့ဒီလေးချက်လေခုနပြီးတော့မီပလကလာစီမီစီစင်မှုအတွက်ကြာခံလောက်ပြရမယ်ပြီးတော့အဲ့ဒီပါစာတော့ရမယ်လေ EC ပဲဖြစ် DC ပဲဖြစ်သူလောတာတစ်ချက်ပဲ CDI လိုပဲသူကတော့ CDI နဲ့တွဲလောက်တယ်ဘာဖြစ်လဲဆိုတော့သူCDI လောင်းဖွင့်ပေးဖို့ CDI မီကတော့plug ကွိုင်းမှာရောက်ဖို့သူလောင်းဖွင့်ပေးရမယ်နော်ပါစာကမီအားချက်ရချင်းလောက်ဆောင်ပေးရမယ်နော်သူဥပမာပါစာပြည့်ရင်တော့တခါလေပါစာပြည့်တော့ဆက်လို့မရတူပဲလေ CDI မီမစိန်တော့တာစိန်ရမယ်လေအဲ့ဒီလေချက်ကတော့အလောတာတစ်ချက်ပဲဆက်လို့တစ်ချက်ပဲသူလောတာဆက်လို့နဲ့မရတဲ့အခါကျရင်အဲ့ဒီပုံပဲကြည့်ဒီဟာပဲကြည့်နော်အဲ့ဒီဟာဘယ်ဆိုင်ကကြည့်ခုနကျွန်တော်ပြောတဲ့ဆက်ယူလာတဲ့ဆိုင်ကယူလာတဲ့အခါဆက်လို့မရရင်တော့နံပါတ်1ကတော့ပလာမှာကြည့်ပလာကမရရင်တော့ထောက်ကွန်ထဲမှာကြည့်လေထောက်ကွန်ထက်ပလာတဲ့မီကတော့မင်းနီစီလာဒီလိုမျိုးမင်းနီစီလာမင်းနီပဲမင်းနီစီတော့ပါပဲလေအဲ့ဒါ ACCDI ACCDI ပုံပြောတော့မမှန်နဲ့အဲ့ဒီကောင်ကတော့ပုံပြောတဲ့စီပဲမဟုတ်ဘူးကအကောအများကြီးစီးတယ်နော် ACCDI လို့မှ AC ကတော့ပဲမီယူလာလဲထောက်ကွန်မှာဆက်အားပေါ့ဆက်အားမီယူလာတဲ့အဲ့ဒီမင်းနီမစီရောမင်းမရှိတော့ DCCDI ပေါ့DCCDI ဒီမှာမင်းနီမရှိဘူးလားဘာအရောင်ပဲဖြစ်မင်းနီမရှိတော့ရပြီအဲ့ဒါတော့ကိုသိပြီမင်းနီမရှိရင် तू အားပဲမှလာယူဘယ်မှယူလဲမင်းနီမရှိရင်မဘယ်တလီမှာမလားဘယ်တလီမှာမယူဘယ်တလီကြာကနေတော့စီရမယ်ဟုတ်လားအဲ့ဒါဘယ်တလီမှာ तू ယူရမယ်ဘယ်တလီအားပြီးတော့ဆက်အားကွာခြားချက်နှစ်ခုပဲဆက်အားဆိုရင်တော့ ACCDI လို့မှတ်တယ်ဆက်အားဆိုရင်တော့ AC မီပေါ့ AC မီဆိုတော့ ACCDI ပေါ့ဘက်တရီအားဆိုရင်တော့ DC ပေါ့ဘက်တရီမီဆိုရင်တော့
DC CDI လို့မှတ်တာပေါ့နော်โอเคအဲ့ဒါတော့ CDI ပြဿနာနားလဲသဘောကျပြီလားဆရာတို့သဘောပေါက်